ပုံမှန်ဆိုရင်ဒီတပွဲလုံးကြီးရွယ်အများကြီးပဲကိုယူထားတာပုံမှန်ဆိုရင်680ကျော်ကြာရပါတော့အခု100 gram ပြင်100 gram free စနေနေ့တိုင်းရတာဆိုတော့ဒါကြီးတစ်ခုလုံးမှာဘတ်380ပဲကြာတယ်ဘယ်လောက်တန်လဲပဇွန်တွေလည်းပါတယ်နော်ဒီမှာင်ခုပြောမဲ့မာလာရှန်ကောဆိုင်ကတော့စနေနေ့တိုင်းဟိုမှာ100 gram ယူ100 gram free ရမယ် promotion ရှိတဲ့အပြင်ဒီလို1000လောက်ရှိတဲ့မာလာငါးကလည်းတော်တော်လေးကိုစားလို့ကောင်းလို့ဒီဆိုင်လေးကို sharing လုပ်ပေးပါမယ်ရှန်ကောမာလာတန်ဆိုင်ဆိုရင်ကင်တို့မြန်မာတွေအတွက်ကတော့အဓိကတော့ကြက်မဲရဖို့ပေါ့နော်ဒီမှာကကြက်မဲအပြင်ကြက်နဲ့အသားတွေလည်းတော်တော်လေးကိုစုံစုံလင်းလင်းရှိပြီးတော့လက်လက်ဆက်ဆက်ရှိပါတယ်ပုံမှန်ဆိုရင်တော့အသားနဲ့ပင်လယ်စာတွေက100 gram ကို55ဘတ်ပေးရပြီးတော့အသီးရွက်နဲ့မှုတွေကတော့100 gram ကို35ဘတ်ပါပေမဲ့ဩဂတ်လတလလုံးရဲ့စနေနေ့တိုင်းမှာ100 gram ကိုယူရင်နောက်တဲ့100 gram free ရမယ့် promotion ရှိတော့တော်တော်လေးကိုတန်ပါတယ်ကင်တို့ယူထားတာဆိုရင်လေအသားတွေကတော်တော်လေးကိုများတယ်အဲ့ဒါမှဘတ်300ကျော်လေးပဲကြာရှော့လိုက်ရင်383မှာကြာတော့မာလာတန်မှာ creamy soup လေးနဲ့မှာလာတယ်ပြီးတော့မာလာရှန်ကောဒါကြီးတစ်ပွဲလုံးမှာဘတ်300ကျော်ပဲကြာအများကြီးပဲเนาะဒါဆိုရင်ဒီတစ်ပွဲလုံးမှာဘတ်160ပဲကြာပြီးတော့မာလာဘဲဆက်ပြီးတော့မာလာငါနောက်တစ်မျိုးကတော့မှု3မျိုးကျော်ပါပြီးတော့ကင်ဒီမှာရမ်းကြိုက်တာလေးကတော့သူတို့ရဲ့မာလာငါပါမာလာငါကလေအကောင်ကြီးကလည်းကြီးရဲ့ပြင်အရသာလည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်ဒါလေးကတော့ဘဲဆိုင်မှာမှတိတ်မရတဲ့မာလာဘဲဆက်လေးပါမာလာဘဲဆက်ကလည်းအရသာတော်တော်လေးကောင်းပါတယ်ဒီဆိုင်ကလေမာလာ specialist ဆိုတော့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့မာလာအနှစ်ရတာလေတော်တော်လေးကိုအရသာကောင်းပါတယ်မာလာတန်နေနဲ့စားမယ်ဆိုရင်လည်းရွေးချယ်စရာ soup အနေနဲ့ကတော့ creamy soup original bone soup Sichuan mala soup pumpkin mala soup ဆိုပြီးတော့၄မျိုးရပါတယ်ဒီဆိုင်မှာလေမာလာရှန်ကောမာလာတန်မာလာငါးရဲ့အပြင်ဒီလိုမျိုး appetizerအခြားစားစရာတွေလည်းအများကြီးရပါတယ်ဆိုဂျူတို့ဘီယာတို့တောက်ချင်တဲ့သူတွေအတွက်ဆိုရင်လည်းဒီမှာ beverage တွေအမျိုးစုံရှိပါတယ်ချင်းဆိုရင်လည်းဆိုင်ကိုဆက်ခိုင်းပေါ့နော်ဆိုင်ကသူတို့ဆက်ပေးရလေတော်တော်စားကောင်းပါတယ်ဒီခုသွားစားခဲ့တဲ့ဆိုင်လေးကတော့မာလာန်မဲဖြစ်ပါတယ်ဖွင့်ထားတာတိတ်မကြသေးဘူးပေါ့နော်ခုသူတို့ဆိုင်မှာစနေနေ့တိုင်းကိုမာလာရှန်ကောနဲ့မာလာတန်ကို100 gram ယူရင်နောက်တဲ့100 gram ကို free ထည့်ရမယ့် promotion ရှိတော့တော်တော်လေးကိုတန်ပါတယ်ခင်ဗျရဲ့ personal honest review အနေနဲ့ဆိုရင်ဒီဆိုင်က promotion မပေးလဲကင်ထပ်သွားစားအောင်မယ်ဆိုင်မှာသူတို့ရဲ့မာလာရတာတော်တော်လေးကိုကြိုက်ပါတယ် promotion ရဲ့ season ကတော့စနေနေ့တိုင်းရမှာဖြစ်ပြီးတော့အချိန်ကန့်သတ်ထားတာမရှိပါဘူးဆိုင်ထိုင်စားပဲရပါမယ်ပါဆယ်ဆိုရင်တော့ promotion မရပါဘူးတိုင်ခွင့်ချိန်ကတော့နေ့လယ်7:00ကနေပြီးတော့ည9:00နာရီခွဲထိဖွင့်ပါတယ် location လေးကတော့ Onno BTS station ကနေပြီးတော့7 မိနစ်လောက်လမ်းလျှောက်လိုက်ရောက်ပါပြီလက်ရှိတော့ August လတလလုံးရဲ့စနေနေ့တိုင်းအောင် promotion ပေးနေရဖြစ်လို့မလွတ်အောင်သွားလိုက်ပါဦးเนาะ promotion season လေးကိုမေ့မသွားအောင် video လေးကို save လုပ်ထားလိုက်ပါဦးเนาะ like and share လေးလည်းလုပ်ပေးပါဦး thank you ပါ bye bye မာလာရှန်ကောရဲဆိုရင်ဒီမှာပဇွန်တွေလည်းထည့်ထားတယ်เนาะဒီမှာဒီလို salmon ball တွေလည်းပါတယ်သားတွေဆိုတော့လည်းအများကြီးပဲယူထားရှယ်မိုက်နေထားလေးပါအေးဒါအရေးနဲ့ပေါ့နော်အရေးရရနေနေခေါက်ဆွဲလေးနဲ့ခင်းရတော့ခေါက်ဆွဲလေးနဲ့စုပ်သွားပြီပေါ့နော် creamy ဖြစ်ဖြစ်ဆိုတော့တကယ်ကိုသူကအရေးတော့သိမှာပါတော့ creamy ဖြစ်ဖြစ်တယ်ဒီနေ့ကတော့မာလာငါဖြစ်ပါတယ်အမို့ကျော်ရှင်နေနဲ့တို့